င်္ဂလာပါရှင်အဲ့တော့မလေးကိုပေါ့နော်ဘေးကနေပေါ့နော်စာပြီးလေးလာမလဲစေလာမြဲတူရှိတယ်အဲ့တော့ तू က online business မှာစကျင်နေသူမျိုးပေါ့နော် online business လုပ်ချင်တယ်လေဆိုတော့ဟုတ်ကဲ့ရပါတယ်စကျင်တဲ့စိတ်ရှိရင်စလို့ရပါတယ်ဒါပေမဲ့တခုပဲပြောချင်တယ်စပြီးွားရင်ပြန်တော့မဆုံးနဲ့နော်ဘာဖြစ်လဲဆိုတော့အဲ့ဒီလုပ်ငန်းတစ်ခုပါလေအောင်မြင်ဖို့ဆိုရင်စအလေအဆုံးခန်းတိုင်အောင်ပေါ့နော်လုပ်သွားမှအဆင်ပြေမယ်အဲ့ဒါမှပဲကိုလိုချင်တဲ့ target လေးတစ်ခုရမှာပေါ့လေနော်အဲ့တော့ဘာလို့ရမလဲဆို online business သမားတွေဘာလို့ရမလဲဆိုရင်ခုနောက်ပိုင်းဆိုရင် Facebook ထက်ပေါ့နော် TikTok မှာပို့ပြီးတော့ဈေးရောင်းဟိုတော့များလာတယ်ပေါ့နော်အဲ့တော့ Facebook မှာမရောင်းအောင်ဘူးတော့မဟုတ်ဘူးပေါ့နော်ဟိုရောင်းနိုင်လေရောင်းပေါ့လေနော်ရတော့အဖြစ်တော့ TikTok မှာပို့ပြီးတော့ရောင်းရတာမွန်လေးဆိုလည်းကိုလည်းတွေ့ရှိရတယ်ပေါ့နော်အဲ့တော့ TikTok ကိုပို့ပြီးတော့နေရာတစ်ခုယူထားပါ TikTok ပါလေနော် marketing strategy တွေကလည်းပြောင်းသွားတယ်ပေါ့နော်အဲ့တော့ကိုကအဲ့ trend တွေနောက်ကိုတော့လိုက်နိုင်မှာဖြစ်မယ်နော်အဲ့တော့ကို TikTok မှာအကောင့်လေးတစ်ခုဖွင့်ထားပြီးတော့အကောင့်မှာလည်းနေ့စဉ်ပုံမှန်လေးပေါ့ဗီဒီယို4-5ပုတ်လောက်တင်သွားပေါ့နော်ကိုရဲ့ product အကြောင်းပေါ့လို့ကဘာရောင်းပါလဲပေါ့နော် product အကြောင်းလေးတင်သွားပေါ့ပြီးတော့တစ်ခုပြောချင်တာကကြတော့လေအဲ့လိုကိုရောင်းမဲ့ product ရွေးချယ်တာမျိုးပေါ့နော်ဒါဟိုးချင်တော့လည်းမပြဘူးလေပေါ့နော်ဒါပြန်ပြီးတော့ပြန်လို့ပြောပြမယ်အဲ့တော့ကိုကဘာ product ရောင်းပါလဲပေါ့နော် product ရောင်းမယ်ဆိုလဲရွေးချယ်မှုအမှန်ကန်မှုလိုအပ်တယ်။ဘာလို့ဆိုလူတွေအများကြီးပြုံပြီးရောင်းနေပစ္စည်းရရောင်းကိုယ့်အတွက်ရောင်းရတာအဆင်ပြေပါမလားပေါ့နော်။အဲ့တခုတော့စဉ်းစားပါ။ကိုယ့်အတွက်ရောင်းရအဆင်ပြေမယ်ဆိုရင်တော့လေရောင်းပေါ့နော်။မဟုတ်ဘူးဆိုရင်တော့တခြားပေါ့နော်။ကိုယ့်အတွက်ရောင်းရလဲလွယ်တယ်ပြီးတော့ကိုယ့်အတွက်အမြတ်လဲများများကြံတာမျိုးပေါ့နော်။အမြတ်လဲပြောရများများဆိုတာထက်ကွာဘယ်လိုပြောရမလဲမြက်လောက်တဲ့အနေအထားမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့နော်လူရောင်းတာနဲတဲ့ပစ္စည်းပေါ့နော်လူရောင်းနေတဲ့ပစ္စည်းမျိုးလည်းပို့ပြီးရွေးချယ်ရောင်းပေးပါလို့ပြောချင်တယ်ဥပမာ cosmetic တွေဆိုရင်တိုးဖောက်တာတော်တော်များတယ်ပေါ့နော် product တွေအများများအတွက်ကြောင့်ကွာကိုရောင်းရင်အဆင်ပြေပါမလားပေါ့နော်ကိုမှလည်းကိုတွေက personal branding ရှိပြီးပြီလားပေါ့နော်အဲ့လိုမျိုးလေးပေါ့ project တွေရွေးချယ်မှုလေးတွေစဉ်းစားပါလူရောင်းတာနေပြီးတော့ပေါ့နော်ဝယ်လိုအပ်များပစ္စည်းရောင်းရင်ပိုအဆင်ပြေလိမ့်မယ်နော်အဲ့ဒါ market မှာကိုရှာကြည့်ပေါ့နော်ဈေးကွက်ပေါ့နော်နောက်ကကြောက်ခုနပြောတာ personal branding နော် personal branding တိစောက်ထားပါအဲ့တော့ personal branding ဘယ်လိုတိစောက်အောင်လဲဆိုတော့မလို့ဟိုးရင်တော့လည်းပြောကြတယ်အဲ့တော့ personal branding ဆိုတာဘာလဲလို့အရင်ပြောချင်တယ် personal branding ဆိုတာကဥမာကိုကျွမ်းကျင်ရာတစ်ခုပေါ့နော်ကိုအမြဲတမ်းလာပြီးချပြနော်ဥမာ daily lifestyle လေးတွေချပြမှာလားချပြရင်ကိုရောင်းတဲ့ product ကိုညှက်ပြီးရောင်းပါလားပေါ့နော်အဲ့လိုမျိုးလေးပေါ့ဒီကိုရဲ့နေ့စဉ်ဘဝပေါ့နော်အဲ့လေးရောင်းလာဒါမှမဟုတ်ကိုကဘာအကြောင်းတစ်ခုအမြဲတမ်းပြောချင်တာလေဥမာဓာတ်ပုံကြိုက်တဲ့နီးလားအဲ့လိုမျိုးလေးပေါ့နော်တဝဲတဲ့နီးမခင်ပါဝင်တော့ဆိုရင်နာမည်ကြီးနေပေါ့နော်အမြဲတမ်း तू ဘလို့ဓာတ်ပုံရရဘလို့ရှိတော့ရရမယ်ဆိုပြောတာမျိုးလေးပေါ့လေနော်အဲ့လိုမျိုးဒါမှမဟုတ်ကိုစီးပွားရေးအကြောင်းတစ်ခုနဲ့လာပြောမှလားပေါ့နော်အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ personal brand လေးတူပေါ့ကိုရေကူးတက်တယ်ရေကူးကျွမ်းတယ်ဆိုရင်ရေကူးကျွမ်းကျင်အောင်လို့ပေါ့နော်အသက်ကနီးရေးပါညာပြောပြတာ